ဒီကြက်မာကြီးကသူ့ရဲ့ပထမဆုံးဝေဒနာကိုခံစားနေရတာပါအဆက်မပြတ်စူးစမ်းအားထုတ်ပြီးတဲ့နောက်မှာတော့ကြန့်ကလေးကိုအောင်းအောင်းမြင်မြင်မွေးဖွားနိုင်ခဲ့ပါပြီသူဟာမွေးခင်းစားသားငယ်လေးကိုကြည့်ဖို့ချက်ချင်းပဲလှည့်ကြည့်လိုက်ပြီးသူ့ရဲ့အနံ့ကိုပထမဆုံးအကြိမ်အထိအသေးချာမှတ်သားနေတာပေါ့ဒါဟာတစ်နှစ်နဲ့6လကြာအောင်သူကိုဝန်ဆောင်ခဲ့ရတဲ့အဖိုးတန်းသားငယ်လေးပဲဖြစ်ပါတယ်ကံကောင်းတာကဒီကြန့်ကလေးဟာတန်မာပြီးကြန့်ခိုင်မှုရှိနေတာပါပဲမွေးပြီးစက္ကန့်ပိုင်းအကြာမှတင်သူဟာသူ့ဘာသာသူမတ်တက်ရနိုင်ဖို့စတင်စူးစမ်းနေပါပြီသူ့ရဲ့သားငယ်လေးကြမ်းကြမ်းမာရှိနေတာကိုတွေ့လိုက်ရတော့မှဒီကြမ်းမာကြီးဟာစိတ်အေးသွားရတာပေါ့သူဟာခေါင်းကိုနှိမ့်ချလိုက်ပြီးသားငယ်လေးအကိုပေါ်ကအမွေးတွေကိုအသားရလက်ပေးရင်းနဲ့မွေးကင်းစားလေးကိုစိတ်ရှည်လက်ရှည်ချော့မြူးနေပါတယ်မတက်ရက်ဖို့အလော်တကြီးလွတ်စရာမလိုပါဘူးဒီနေရာဟာဘေးကင်းပြီးအန်ဒီရယ်တွေလည်းမရှိသလိုဒေါ်ရိုင်းသေးဆိုင်ခိုးယူထက်ဖြတ်သူတွေနဲ့လည်းဝေးခွာတဲ့နေရာဖြစ်လို့ပါမကြခင်မှာပဲဒီကြက်လေးဟာဒီတင်းငင်းငင်းနဲ့မတက်ရက်နိုင်သွားပြီးအာဟာရဖြည့်ဝတဲ့နှုတ်ရည်တွေကိုတောက်သုံးနေပါပြီဘိုင်ဝါသွားတဲ့အခါမှာတော့သူဟာပတ်ဝန်းကျင်ကဘာကြီးကိုစူးစမ်းလို့စိတ်နဲ့စာတင်ကြည့်ရှုတာပေါ့တားငယ်လေးဟာအခြေအနေတွေနဲ့အသားကျသွားပြီလို့ဒီမီခင်ကြီးကခန်းစားမိတဲ့အခါမှာတော့သူ့ကိုအပြင်ဘက်ကိုခေါ်ထုတ်သွားပြီးတကားပြင်ဘက်ကကဘာကြီးကိုအတွေ့အကြုံယူစေခဲ့ပါတယ်ကြံကလေးကလည်းသူ့အမေနောက်ကနေထက်ချက်မကွာလိုက်ပါသွားပြီးလွတ်လွတ်လပ်လပ်နဲ့ဖြောဖြောရွှင်ရွှင်ပြေးလွှားနေပါတော့တယ်